မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာနော်ကျွန်တော်တို့ယခုဂျပန်နိုင်ငံကထုတ်လုပ်ထားသောကားများကိုကျွန်တော်တို့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဗျာနော်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်ဂျပန်နိုင်ငံဒီကမ္ဘာကြီးမားဆုံးနှင့်အရေးသွေးမြင့်မားဆုံးကားထုတ်လုပ်သည့်နိုင်ငံတစ်ခုဖြစ်ပါသည်ဂျပန်ကားများသည်နည်းပညာမြင့်မားခြင်းယုံကြည်စိတ်ချရခြင်းလောင်စာဆီရွှေတာနိုင်ခြင်းနှင့်ဘေးကင်းလုံခြုံမှုစံနှုန်းများကြောင့်ကမ္ဘာတဝန်းတွင်လူကြိုက်များပါသည်ဂျပန်ကားထုတ်လုပ်သည့်ကုမ္ပဏီကြီးများနှင့်၎င်းတို့၏ထင်ရှားသောကားအမျိုးအစားများကိုကျွန်တော်ဖော်ပြထားပါတယ်ဗျနော် Toyota ဆိုတာသည်ကမ္ဘာအကြီးမားဆုံးထုတ်လုပ်သည့်ကုမ္ပဏီတစ်ခုဖြစ်ပြီးနိုင်ငံတွင်ပေါ့ဂျပန်နိုင်ငံတွင်အခြေစိုက်ပါသည်နော် Toyota ထဲမှာတော့အထင်ရှားဆုံးကတော့ Toyota Corolla ဆိုရင်တော့စီးပွားဖြစ်ကားတစ်မျိုးဖြစ်ပြီးကမ္ဘာတဝန်းတွင်အယောင်ရဆုံးကားထဲမှာလည်းပါပါတယ်ပေါ့နော်နောက်ကားတစ်စီးကတော့ Toyota Camry ပေါ့နော် Toyota Camry တက်တာရှိသောကားဖြစ်သည်ဟုတ်ကဲ့ပါနောက်ကျွန်တော်တို့ Honda ထဲကပြောရမယ်ဆိုရင်တော့ Honda ကားသည်ကားများအပြင်မော်တော်ဆိုင်ကယ်များကိုလည်းထုတ်လုပ်ပါသည်ထင်ရှားသောကားများကတော့ Honda ထဲမှာတော့ Honda Civic သည်စီးပွားရေးကားတစ်မျိုးဖြစ်ပြီးစွမ်းဆောင်ရင်လည်းမြင့်မားပါတယ်เนาะ Honda ထဲမှာဆိုရင်တော့ကားအမျိုးအစားအများကြီးရှိပါတယ်ဗျเนาะကျွန်တော်ပြောချင်တာကတော့ Honda CR-V ဆိုရင်လည်းလူကြိုက်များပါတယ်ဒါမဲ့ Honda CR-V ကိုထုတ်လုပ်ထားတဲ့နိုင်ငံကတော့ဂျပန်နိုင်ငံပဲဖြစ်ပါတယ်ဗျနောက်တော့ကျွန်တော်တို့လူအကြိုက်အများဆုံးကားလေးရဲ့အကြောင်းကိုပြောရမယ်ဆိုရင်တော့ Nissan ပါပဲဗျာနော် Nissan ဆိုတာလည်းနီးပညာမြင့်မားသောကားများတွင်ပါပါတယ်ပေါ့နော်ဒီကောင်ဆိုလို့ရှိရင်တော့ Nissan Altima စီးပွားဖြစ်ကားတစ်မျိုးဖြစ်ပြီးလောင်စာဆီရွှေတာနိုင်မှုကြောင့်လူကြိုက်များသည်ပေါ့နော် Nissan ထဲမှာဆိုရင်တော့ကားဆုံလင်းရှိပါတယ် X3 လည်းရှိတယ်ပေါ့နော်ကားဆိုရင်တော့ Nissan ထဲမှာအများဆုံးအဖြစ်လူကြိုက်လည်းများတာပေါ့နော်နောက် Toyota ထဲမှာဆိုရင်တော့မိသားစုအလိုက်စီးဖို့အတွက်ဆိုရင် Alphard ကားလေးတစ်ခုရှိပါတယ်ဗျာ Alphard ဆိုရင်ဒါမိသားစုလိုက်စီးဖို့သွားဖို့လာဖို့အရန်ကိုတက်တာရှိပြီးစီးလို့လည်းကောင်းပါတယ်ဗျာเนาะအဲ့ကောင်လေးဆိုရင်လည်းကားကိုဂျပန်နိုင်ငံမှာအခြေခံချပြီးတော့ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်ပေါ့နော်နောက် Toyota Wish ဒီဇိုင်းတစ်မျိုးရှိပါတယ်ဗျအဲ့ကောင်လည်း Toyota ကုမ္ပဏီကပဲထုတ်လုပ်တာပါဒီကောင်လေးဆိုရင်လည်းမိသားစုအလိုက်စီးလို့ရပါတယ် Toyota Wish ဆိုရင်တော့ engine power 1.8 2.0 AS grade เนาะဒီကောင်ဆိုရင်သူ့ grade နဲ့သူရှိတယ်သူ့ဟာနဲ့သူလာတယ် 2wheel ရှိသလို 4wheel လည်းရှိပါတယ်ဗျเนาะဂျပန်နိုင်ငံမှာ model အမြင့်ဆုံး modify ထုတ်ထားတာတော့2019အထိထုတ်ထားပါတယ်ဗျเนาะ modify ဝင်တာတော့ကျွန်တော်တို့မဲဆောက်ကိုလည်းဝင်ပါတယ်မဝင်ဘူးမဟုတ်ပါဘူးเนาะဝင်တဲ့ကားဆိုရင်တော့ဝင်ပါတယ်နောက်တော်တော်များများကြိုက်ကြတာတော့ Toyota Wish ကိုတော့ကြိုက်တယ်ဗျเนาะကျွန်တော်တို့အခုပြောရမယ့်ကားလေးอ่ะဆိုရင်တော့ Toyota ထဲက Sexy Van Probox ပေါ့เนาะ Sexy တို့ Probox လို့ဆိုရင်1 power 2 power 3 power 4 power เนาะကျွန်တော်တို့အခေါ်ဝေါ်များတာတော့နှလုံးနှစ်ချက်လေးလုံးလေးချက်ပေါ့เนาะအဲ့လိုခေါ်တာများတယ်ပေါ့เนาะနောက် Probox Sexy ဆိုလို့ရှိရင်တော့ engine power 1.5 ဖြစ်ပြီးတော့ကားအကျန်းလုံးဝအခန့်ဆုံးဖြစ်ပါတယ်ဗျာနော် Probox Sexy ဆိုရင်လည်းလူလုံးဝကိုအသုံးများပါတယ်တောင်တက်မလားတောင်ဆင်းမလားပေါ့နော်လုံးဝအကျန်းခန့်ဆုံးကားလေးတစ်ခုပဲဖြစ်ပါတယ်ဗျာနော်ကျွန်တော်တို့အသုံးအများဆုံးကားဆိုရင်တော့ Honda အုပ်စုထဲကကားပဲဖြစ်ပါတယ်ဗျာ Honda အုပ်စုထဲမှာဆိုရင်တော့GP1 GE6 နောက်တော့ဒီကောင်လေးနဲ့လိုက်ပြီးတူနေတဲ့ကားလေးကတော့ shuttle လေးတစ်ခုဖြစ်ပါတယ်ဒီဇိုင်းကတော့ကွာတာပေါ့နော်နာမည်ကားကတော့ဒီကားလေးတွေဆိုရင်လုံးဝစီးဖို့အတွက်မိသားစုနဲ့ဖျားဖူးပဲသွားမလားဒါမှမဟုတ်ရင်တနေရာပဲခရီးထွက်မလားလုံးဝကိုကောင်းပါတယ်ဗျာနော်ကျွန်တော်တို့ဒီဇိုင်းကာလာတွေဆိုရင်လည်းဂျပန်နိုင်ငံမှာအခြေခံထားပြီးတော့ဆက်နီးပညာတွေနဲ့ထုတ်လုပ်ထားတဲ့ကားတွေမလို့ကျွန်တော်တို့လည်းအစ်တော့ဝယ်မစီးရဘူးဗျအဟောင်းပဲစီးရတာပေါ့နော်
ကျွန်တော်တို့မန်ဆောက် free zone မှာဆိုရင်လည်းလူကြီးမင်းများကြိုင်းနေတတ်မဲ့ကားများရှိခဲ့မှဆိုရင်လည်းဝယ်ယူအားပေးလို့ရပါတယ်ဗျာเนาะကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ဖို့မမေ့ပါနဲ့ဗျာเนาะနောက်ထပ်ဗီဒီယိုများကိုစိတ်၍ကြည့်ဖို့အတွက်နောက်ဗီဒီယိုများကိုလည်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာနောက်ကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်တော့ Nissan Juke เนาะနောက် Kluga နောက် Outlander Ranger เนาะဒီကားလေးဆိုရင်ကျွန်တော်နောက်ထပ်ဗီဒီယိုလေးတွေထဲမှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်เนาะကားတွေကတော့အများကြီးရှိပါတယ်ဗျာเนาะ Toyota Wish Boxy X3 เนาะကျွန်တော်တင်ဆက်ပေးသွားမယ့်ကားကတော့ Crown အတလင်းနဲ့ Crown Royal Salon အကြောင်းလေးကိုနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဗျာเนาะCrown အတလင်းနဲ့ Crown Royal Salon ဆိုရင်တော့ 2.5 3.0 3.5 engine power ထိလာပြီးတော့နောက်တော့ဂျပန်နိုင်ငံမှာအယောင်ရဆုံးကားလေးပဲဖြစ်ပါတယ်ဗျအဲ့ဒီကားလေးကိုတော့ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ဖို့လည်းမမေ့ပါနဲ့